တပည့်ဖြစ်သူကအဆောင်မှုကိုအတိတ်တက်တည်ဖြောက်ပြီးနောက်ဝမ်လင်ကိုမျက်လုံးဝိုင်းကြည့်ကကျွန်တော်နဲ့အတူလိုက်ခဲ့ပါဒီနေရာကနေထွက်သွားကြရအောင်ဟုတိုက်တွန်းသည်သို့တော့ဝမ်လင်ကခေါင်းခါရင်းငါနီလန်းနဲ့ငါဖြေရှင်းလိုက်မယ်မင်းရင်သွားနှင့်ဟုတည်ငြိမ်စွာညှင်းဆန်လိုက်သည်ဆရာတူအကိုဖြစ်သူကဝမ်လင်ကိုစိတ်မချစွာဖြင့်နောက်ဆုံးတစ်ခေါက်တတိပေးစကားဆိုကနေရာမှထွက်ခွာသွားတော့သည်ဆရာတူအကိုမြင်ကွင်းကနေပျောက်ကွယ်သွားသည်နှင့်ဝမ်လင်ကအဆောင်မူ၏အလောင်းကိုအစအနပင်မကြံအောင်တစစီဖြက်စီးပစ်လိုက်သည်သို့တော်ထိုအချိန်တွင်သူ့ကိုယ်သူပြန်စစ်ဆေးမိလိုက်ချိန်၌အံ့အားသင့်သွားသည်သူ့ခြေစွမ်းလက်စတွေကရခင်ကလိုမဟုတ်ဘဲထူးထူးခြားခြားအားနည်းနေသည်သူချက်ချင်းပင်နတ်ဆိုးကိုအကူအညီတောင်း၍မေးမြန်းလိုက်သည်မင်းခန္ဓာကိုယ်ထဲကိုအစိတ်တွေဝင်နေတာကြာပြီးအဲ့ဒီအစိတ်တွေကမင်းရဲ့စွမ်းအားကိုတစ်ဆက်ချင်းစုပ်ယူနေတာဟုနတ်ဆိုး၏အတန်ကဝမ်လင်၏အုံနောက်ထဲတွင်ပဲ့တင်ထက်သွားသည်ဝမ်လင်တတိယသွားသည်ဒါဆိုဒါကိုဘလို့ဖြေရှင်းရမလဲဟုသူမေးလိုက်သည့်အခါနတ်ဆိုးကအတန်ကိုတိုးလျော့စွာဖြင့်အစိတ်ပြင်းတဲ့အစိတ်တစ်မျိုးကိုတုံးပြီးတော့မှပြန်ဖြတ်လို့ရမယ်ဒါပေမဲ့အစင်မပြေရင်တော့မင်းချက်ချင်းအသက်ဆုံးရှုံးသွားနိုင်တယ်ဟူသောစိန်ခေါ်မှုကြီးကိုပေးလိုက်သည်မကြာမီပင်ဝမ်လင်တို့ဂိုင်းတို့အခြားဂိုင်းတစ်ခုမှဧည့်သည်များရောက်ရှိလာကြသည်တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်သောပညာဖလှယ်တိုင်းပြိုင်ပွဲအတွက်ဖြစ်သည်ထိုဖွဲ့ထဲတွင်အလွန်လှပသောမိမ့်မပြိုလေးတဦးပါလာပြီးသူမ၏အပြုံးနှင့်အကြည့်တို့ဖြင့်ဂိုင်းသားမျိုးသားများ၏စိတ်ကိုဆွဲဆောင်ဖျားယောင်းနေသည်ဂိုင်းသားများမှာတတိမေရော့ကသူမ၏ထိန်းချုပ်မှုအောက်သို့ရောက်လူနီးပါးဖြစ်နေချိန်တွင်ဂိုင်းချုပ်ကဝင်ရောက်တားမြစ်လိုက်ရသည်ညစ်နက်သောအခါဧည့်သည်များစီးလာသောနှစ်တစ်ထောင်တက်တန်းရှိသည့်ကင်းမီကောက်ကြီးကိုအစာကျွေးရန်ဝမ်လင်တာဝန်ကျခဲ့သည့်အစာထဲတွင်အိတ်ဆေးရည်များကိုလိမ္မာပါနတ်စွာရောဆက်လိုက်သည့်ကင်းမီကောက်ကြီးအိပ်ပျော်သွားသည်နှင့်ဝမ်လင်ကသူ့အစိတ်များကိုပလင်းထဲသို့ခံယူရန်အရှိန်အဟုန်ဖြင့်ပြင်ဆင်သည်သို့သောကန်ဆိုးစွာပင်ကင်းမီကောက်ကြီးကရုတ်တရက်မျက်လုံးဖွင့်ပြီးနိုးထလာသည်ဝမ်လင်တယောက်အသက်လူ၍ထွက်ပြေးရတော့သည်